မင်္ဂလာပါโอเคဒီနေ့မှာတော့ညီမလေးမိုးစစာတက်နဲ့အတူညီမလေးရဲ့ဒီစပိန်ကိုလာခဲ့တဲ့စလဲဆုံးအတွေ့အကြုံတွေကိုတေချာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဆက်လက်ကြည့်ရှုပေးပါမိုးစားတော့အကျန်းလောက်ပဲလိလာထားတာကိုအမကပေါ့နော်မေဂျာကစတယ်ပြီးတော့ရင်အဲ့လိုမျိုးပေါ့ဒီမေဂျာဆိုညီမလေးဒီလိုမျိုးရှိတယ်ပေါ့အသေးစိတ်လေးပေါ့နော်ပြီးတော့ဒီကကုန်ကြစည်းရိတ်လေးကုန်ကြစည်းကစပြီးတော့ပေါ့နော်ဒီဆက်ဆက်ရရပေါ့နော်ခြုံပြောရရင်တော့အားလုံးကိုသူပွင့်ပွင့်လင်းလင်းပြောပေးရပေါ့ညီမကျောင်း6လိုက်တယ်ပေါ့နော်ကျောင်း6ပြီးတော့ကျောင်းဝင်မရတယ်ပြီးတော့ပုံမှန်တိုင်းပဲကျောင်းလာကသွင်းနေ accepted letter ရတယ်ပြီးတော့ညီမဗီဇာချဖို့လုပ်တယ်။ဆိုင်စားတဲ့အားလုံးစုံပြီးဗီဇာချဖို့လုပ်တယ်ပေါ့။ညီမတော့ personal ရကန်ကောင်းပြီးတော့နှစ်ပတ်နဲ့ဗီဇာရသွားပါတယ်။ Okay အဲ့တော့ညီမဗီဇာရပြီဆိုတော့ဗီဇာရချင်းညီမတို့ကဗီဇာမရခင်ကတည်းကနည်းနည်းတချို့ဟာလေးကိုပြောထားပြီးတော့ဗီဇာရချင်းညီမအိမ်ချလိုက်တာပေါ့နော်။အဲ့ဆိုတော့အိမ်ချထားတာတော့အမကိုလိုချင်တဲ့ပုံစံလေးပြောပြကိုယ့်ရဲ့ budget လေးပြောပြထားပြီးတော့အမဘာသာအမစီစဉ်တယ်ပေါ့နော်ပြီးတော့ညီမသွားဖို့စီစဉ်လိုက်တာဆိုတော့ညီမသွားတော့လာကြည့်ပေးတယ်လေစိတ်ကူကြမှာပေါ့နော်အဲဆိုတော့ပြီးတော့ညီမလိုအပ်တဲ့ transportation ကပေါ့နော်အဲ့ကစပြီးတော့ညီမဒီဖုန်းကပ်ပေးထီပေါ့နော်ညီမတော့အမနောက်ကလိုက်သွားရုံပဲပေါ့နော်အားလုံးသူရှေ့ကနေပြီးတော့သူညီမလေးဒီလိုဆိုပြီးတော့သူကုန်ကူပေးတယ်ပြီးတော့အိမ်ရလည်းစိတ်ပူကြမလို့ပေါ့ဒါသူဟိုကပြထားဆိုတော့သူ ready အကုန်လုံးသူလုပ်ထားတယ်ဆိုတော့ညီမတော့ချောမှုရယ်ပေါ့နော်အဲ့ဆိုတော့အဲ့လိုနဲ့ပဲရောက်လာတယ်ပေါ့ပြီးတော့အမကျေးဇူးတင်တယ်အမထပ်ပြီးတော့အဲ့လိုဆိုညီမဒီကိုရောက်တော့တည်တာကဒီမှာပေါ့နော်ဒီစပိန်မှာလေညီမအမတယောက်ပဲတည်တာဟိုကညီမကျောင်းမှာတက်နေရမောင်လေးတယောက်တော့ရှိတယ်ဒါမျိုးဒီတိုင်းပဲပေါ့အကျောင်းတက်ပြီးတော့ကြတော့တူတူဆိုရဲခန္ဓာချက်လောက်ပဲဒါမျိုးတကယ်တည်တာအမပေါ့နော်ဆိုတော့နွေးထွေးနဲ့ဘာပဲဖြစ်ပေါ့နော်တကယ်ချင်းလည်းဖြစ်ပေးတယ်ဆိုဒီပညာရေးကတော့ဥရောပတော့ဒါတူပဲပေါ့ဒါမလို့ဟို public school တွေကဘယ်လိုပြောရမလဲဆိုတော့ကျောင်းစရိတ်ပေါ့နော်တက်တာနည်းနည်းပိုတက်တာနည်းနည်းပိုကြီးတာဒီလောက်လေးပဲကွာသွားတာဆိုတော့အဲ့ဒါတော့အများကြီးမစင်တာဘူးဒါမလို့ကိုပေါ့လေမေဂျာတက်ရှင်လဲပေါ့တခြားကြည်တယ်ပြီးတော့ရင်ကိုကျောင်းပေါ့နော်ကိုကြိုက်တဲ့ကျောင်းရှိလားမရှိလားပေါ့နော်ဒါဆိုတော့ okay ရပေါ့အဲ့ဒါပဲကြည့်လိုက်တယ် okay အဲ့ဆိုညီမလေးကိုမကျေးဇူးများတင်တယ်ညီမလေးခုလိုအချိန်ပေးတဲ့အတွက်ကောပြီးတော့ဒီဘာမုန်းဆက်လုပ်တဲ့တစ်လျှောက်လုံးဒီညီမလေးကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအကုန်လုံးကိုပုံပုံလေးပြပြပေးတဲ့အတွက်လည်းကျေးဇူးများတင်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာဒီဘာမုန်းဆက်တူရောက်လာတဲ့ကျောင်းသားတွေဘယ်လိုမျိုးကြုံတွေ့ရတယ်ဘယ်လိုမျိုးယူဆိုင်ခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်လေးတွေကိုလည်းဆက်ပြီးဝေမျှပေးဖို့အတွက်နောက်ထပ်ဗီဒီယိုလေးမှာဆက်ဆောင်ပေးပါအောင်လို့ပြီးသားရခံပါတယ်အားလုံးပဲတတား